အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့အိန္ဒိယနိုင်ငံအနေနဲ့ React Supply Chain လို့ခေါ်တဲ့ရေရှားထောက်ပံ့မှုကွင်းဆက်မှာတရုတ်အပေါ်မူတည်နေတာကိုရှော့ချနိုင်ဖို့မြမမြေရှားကိုတဖန်ပြန်ပြီးမျက်စိကျလာနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ React လို့ခေါ်တဲ့မြေရှားလို့ပြောလိုက်ရင်တစ်ကမ္ဘာလုံးကတရုတ်ကိုပဲပြည့်မြင်ကြလိမ့်မယ်တကယ်လဲမှန်နေတာပဲကမ္ဘာမှာမြေရှားနဲ့ပတ်သက်ပြီးတော့85-90%လောက်ထိကိုတရုတ်နိုင်ငံကထိန်းချုပ်ထားတာဖြစ်တယ်ဆိုတော့အိန္ဒိယနိုင်ငံအနေနဲ့တရုတ်ရဲ့လက်ဝဲကြီးအုပ်လွှမ်းမိုးမှုတွေကိုတံပြန်နိုင်ဖို့အတွက်မြန်မာနိုင်ငံမြောက်ပိုင်းကနေထွက်ရှိတဲ့အဖို့တန်မြေရှားတပ်ထုအရင်းမြစ်တွေကိုထုတ်ယူနိုင်ဖို့အတွက်ဒုတိယကမ္ဘာစစ်အတွင်းကတိဆောက်ခဲ့တဲ့လီဒိုလန်လို့ခေါ်တဲ့စတီဝဲလန်ဟောင်းကိုပြန်ပြီးအသက်တွင်းဖို့စိတ်ဝင်စားမျက်စိကျလာပြန်တယ်။ဒါကြောင့်အိန္ဒိယနိုင်ငံအဖို့မြန်မာနိုင်ငံဟာမြေရှားထုတ်လုပ်ဖို့အတွက်အရေးပါတဲ့အရေးမြင့်နိုင်ငံတစ်ခုအဖြစ်နဲ့ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာမြေရှားနဲ့ပတ်သက်ပြီးတော့အသုံးဝင်ပုံနဲ့အရေးပါပုံတွေကိုနည်းနည်းလေးပြောပြမယ်။တကယ်တော့မြေရှားကဒီနေ့ခေတ်လိုနည်းပညာဖွံ့ဖြိုးလာနေတဲ့ခေတ်ရည်စည်းကြောင်းမှာစစ်ဖက်နည်းပညာတွေလူတိုင်းနေ့စဉ်အသုံးပြုနေတဲ့တယ်လီဖုန်းတွေကအစ EV စက်မှုလုပ်ငန်းတွေနဲ့ Renewable Energy လို့ခေါ်တဲ့ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်တွေအတွက်မရှိမဖြစ်အရေးပါလာနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အိန္ဒိယအစိုးရအနေနဲ့အာသံပြည်နယ်လီဒိုမြို့ကနေကချင်ပြည်နယ်မြစ်ကြီးနားမြို့အထိကီလိုမီတာ400လောက်ရှည်လျားတဲ့လမ်းပိုင်းကိုဦးစားပေးပြင်ဆင်ဖို့အတွက်စိတ်ဝင်စားနေတာဖြစ်တာကြောင့်မြန်မာနိုင်ငံအတွင်းကစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေကလမ်းပိုင်းတွေကိုပြုပြင်ဖို့နဲ့လမ်းချဲ့ထွင်ဖို့ကိုမျက်စောင်းထိုးနေတယ်လို့ပြောလို့ရတယ်။အဲ့ဒီအတွက်အိန္ဒိယအနေနဲ့လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့နဲ့ကိုကချင်ပြည်နယ်လက်နက်ကင်အဖွဲ့တွေဖြစ်တဲ့ KIA နဲ့ပါခွချက်ပုံစံမျိုးလှုပ်လာနေတာကိုတွေ့ရတယ်။ပြီးတော့အမေရိကန်ဦးဆောင်တဲ့ Park Silica လို့ခေါ်တဲ့အရေးပါတဲ့တပ်ထုအရင်းမြစ်တွေအတွက်တရုတ်ပေါ်မိခိုမှုရှော့ချရေးအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်လာတဲ့အိန္ဒိယဟာဒီစီမံကိန်းကနေတဆင့်ဒေသတွင်းဩဇာလွှမ်းမိုးမှုတွေကိုမြင့်တင်ဖို့ရည်ရွယ်နေတယ်လို့လည်းပြောလို့ရတယ်။ကချင်ပြည်နယ်မှာရှိတဲ့တပ်ထုတွန်းပေါင်း300ကျော်ကနေထွက်တဲ့ဒီပလိုစီယန်နဲ့တာဘီယန်တို့လိုမြေရှားတပ်ထုတွေဟာလျှက်စစ်ကား EV တွေဒရုန်းတွေဂျိုဒုဆက်သွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းတွေအပြင်ဒီအခြားသောလျှက်စစ်ပစ္စည်းထုတ်လုပ်ဖို့အတွက်လည်းမရှိမဖြစ်လိုအပ်တဲ့ drug စင်ဖြစ်တာကြောင့်မြမမြေရှားတပ်ထုတင်ပို့မှုရဲ့68%လောက်ကလက်ရှိတရုတ်နိုင်ငံနဲ့ပတ်သက်နေတယ်လို့လည်းပြောလို့ရတယ်။အိန္ဒိယအနေနဲ့တရုတ်နိုင်ငံအပေါ်မှာတပ်ထုအရင်းမြစ်မိခိုမှုကိုရှော့ချနိုင်ဖို့အတွက်ဒီလိုလမ်းမကြီးလို့ခေါ်တဲ့စတီဝဲလမ်းဟောင်းကိုအသက်တွန်းဖို့စ조사နေတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းနိုင်ငံရေးအခြေအနေတွေကြောင့်ရနာထားရတဲ့ကလတန်စီမံကိန်းကိုအကောင့်ထဲပေါ်နိုင်ဖို့လည်းလိုအပ်နေသေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့အချုပ်အနေနဲ့ပြောရရင်အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယကြားမှာရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့မဟာဗျူဟာပြိုင်ဆိုင်မှုတွေအတွင်းမှာမဟာဗျူဟာမြောက်ဂျားခံနိုင်ငံ strategic buffer state အနေနဲ့ပို့ပြီးတော့အရေးပါလာနိုင်တယ်။မြေရှားကိုအသုံးချပြီးတော့ဒီအင်အားကြီးနှစ်နိုင်ငံကြားမှာမဟာဗျူဟာဆိုင်ရာညှိနှိုင်းခွင့်တွေနဲ့ဗတ်စုံနိုင်ငံသားရေးမူဝါဒအကောင့်ထဲပေါ်ခွင့်တွေကိုလည်းရလာနိုင်တယ်။ဒီအတွက်အစိုးရအနေနဲ့ခိုင်မာတဲ့အမျိုးသားမြေရှားမဟာဗျူဟာလို့ခေါ်တဲ့ National React Strategy ကိုအကောင့်ထဲပေါ်ပြီးတော့အင်အားကြီးနှစ်နိုင်ငံကြားအားနဲ့ချက်အားတာချက်တွေကိုမျှချေကစားနိုင်ဖို့လိုသလိုတရုတ်နဲ့အိန္ဒိယနှစ်ဖက်လုံးနဲ့မဟာဗျူဟာညှိနှိုင်းနိုင်တဲ့ diplomatic framework ဖန်တီးနိုင်ဖို့အပြင်ကိုကျိုးစည်းပွားအတွက်လက်နက်ကင်ပြီးတော့နေမြေတွေကိုထိန်းချုပ်ဖို့စ조사နေကြတဲ့တိုင်းသားလက်နက်ကင်တွေကိုလည်းစစ်ရေးအရာဖိအားတွေပေးပြီးတော့နိုင်ငံရေးစကားဝိုင်းကိုခေါ်ဆောင်နိုင်ဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်